င်္ဂလာပါတီရှယ်ဆိုင်နိုင်လောက်မှာဖြစ်ပါတယ်တီရှယ်ကိုဒီနေ့အောက်မှာပြထားတဲ့ no bra အင်ဂျီလေးကိုပေါ့နော်မေးမြန်းထားလို့တီရှယ်ကပတ်တန်လေးမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့တီရှယ်ကိုလာပြီးတော့မှပတ်တန်မသိလို့မေးထားတဲ့သူတွေ CM ပဲဖြစ်ဖြစ်လက်မှာပဲဖြစ်ဖြစ် no bra လေးတင်မယ်ပေါ့နော်တီရှယ်တို့ပထမဆုံးကပခုံးပြောက်လိုမျိုးလေးကိုမှ no bra အင်ဂျီပေါ့နော်အဲ့တော့ပထမဆုံးတီရှယ်တို့ကရှေ့မြင်ရသွားမယ်ရှေ့မြင်ရသွားမှဖြစ်တဲ့အတွက်တီရှယ်တို့ထောင်မြင်ကနေပြီးတော့မှရှေ့မြင်ဒီအုံကြီးချောင်းလေးချောင်းဆွဲမယ်ပေါ့နော်ဆွဲပြီးတော့ဆိုရင်သူ့ရဲ့တီရှယ်တို့ရင်ထိတ်ကဒီနားလေးမှာပေါ့နော်အဲ့တော့သူ့ရဲ့အလုံးအဝန်းကိုတီရှယ်တို့ရင်အလုံးကိုအရင်ဆုံးတိုင်းရမယ်ပေါ့နော်အရင်ဆုံးတိုင်းမယ်ဆိုရင်ဥပမာတီရှယ်တို့ရဲ့ရင်အလုံးကဟိုပါလက်မနဲ့ဆိုလို့ရှိရင်တော့သူကတကယ်လို့3လက်မလောက်ပေါ့နော်3လက်မလောက်တကယ်မှန်းပြီးတော့မှဒီလိုမျိုးလေးဝိုက်အရင်ဆုံးဝိုက်လိုက်မယ်ပေါ့နော်3လက်မလောက်လေးဝိုက်မယ်ဝိုက်ပြီးတော့ဆိုအလဲကောင်မှာတကယ်လို့ကတဝက်ချံမှာဖြစ်တဲ့ဒီအလဲကောင်ဖြားချံမှာဖြစ်တဲ့အတွက်အလဲကောင်ဖြားလေးကိုပေရလေးနဲ့မှတ်လိုက်မယ်ဒီနေရာမှာတကယ်လို့ကသူကတလက်မနဲ့လေးစိတ်လောက်ပေါ့နော်အဲ့လိုမျိုးလေး CM သမားလေးဆိုလို့ရှိရင်တကယ်လို့က3cm လောက်ပေါ့နော် 3cm လောက်ယူပေးမယ်ယူပေးပြီးတော့ဆိုလို့ရှိရင်တကယ်လို့ဘာလုပ်ပြရမလဲဆိုတော့ဒီအလုံးဝန်းလေးကိုတကယ်လို့ကဒီကနေပြီးတော့မှအောက်တကယ်လို့ရဲ့ဒါကတကယ်လို့ရဲ့အမှတ်ပေါ့နော်အဲ့ဒါလေးကိုတကယ်လို့ကသူ့ရဲ့ရင်ကိုဒီလိုမျိုးချွန်းချွန်းလေးဆွဲမှာဖြစ်တဲ့အတွက်သူ့ကိုဒီလိုမျိုးလေးလာပြီးတော့မှဆွဲပေးမယ်ဆွဲပေးပြီးတော့ပြီဆိုလို့ရှိရင်တကယ်လို့သူ့ရဲ့အလုံးလေးကိုဂျိုင်းရဲ့အောက်လေးကိုဆွဲလိုက်မယ်ဆွဲပြီးတော့ပြီဆိုရင်ဒီမှာတကယ်လို့ကသူ့ရဲ့တကယ်လို့ဝိုက်ရမယ်ဖြတ်မှာဖြစ်တဲ့အတွက်ခုနကတော့ကလုံးဝန်းလေးအတိုင်းကိုတကယ်လို့ကသူ့ကိုဒီလိုလေးဆွဲထားပေးမယ်ဟုတ်ပြီလေတကယ်လို့ကိုကဒီပေါ်မတက်ဘဲနဲ့ဒီလိုမျိုးသွားချင်တယ်ဆိုရင်လည်းရတယ်နော်သူကကျတော့ဒီလိုမျိုးမတက်တော့ဘဲနဲ့သူကသူ့ပုံစံလေးကကျတော့တကယ်လို့ကဒီလိုမျိုးပုံစံလေးကိုဝိုက်ပြီးတော့မှယူပေးထားရပေါ့နော်အဲ့တော့ယူထားပြီဆိုတော့တကယ်လို့ပုံမှန်အတိုင်းပဲသူ့ကိုဘေးထောက်ပေါ့နော်ဒါကတကယ်လို့ရဲ့ဘေးထောက်ပေါ့နော်ဘေးထောက်လေးလာမယ်သူ့ကိုတလက်မ CM သမားရေဆိုလို့ရှိရင် 2.5 cm ဖြစ်ပါတယ်နော်အဲ့ဒါလေးကိုတကယ်လို့ကဖျောက်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုရင်တကယ်လို့ကဒီလိုမျိုးပုံစံလေးလာထားရဲ့သူကကြတော့တကယ်လို့ကဒီအခုဂျိုင်းအောက်ကိုတကယ်လို့ကဆွဲထားရပေါ့နော်သူကလက်ပါတာဖြစ်တဲ့အတွက်တကယ်လို့ကလက်နဲ့တပြေးညီပဲယူမှာဖြစ်တဲ့အတွက်တကယ်လို့ဒီဟာလေးကိုဒီလိုတက်တက်လေးပဲဆွဲလိုက်မယ်ဘာလို့လဲဆိုတော့ဂျိုင်းကတကယ်လို့လက်မှာလာဆက်မှာဖြစ်တဲ့အတွက်ဒီအောက်မှာသွားယူရင်လက်ထည့်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒီမြင်းလေးကိုယူပေးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တကယ်လို့ကပြီးသွားပြီဆိုလို့ရှိရင်တကယ်လို့ဘာလုပ်ပေးအောင်လဲဆိုတော့သူ့ရဲ့ထောက်တွေကိုတကယ်လို့ထည့်ပေးအောင်မယ်ဒီနေရာမှာတကယ်လို့သူ့ကိုလေးဟိုပါပေါ့၄စိတ်ထည့်မယ်ပေါ့နော် 0.2 CM သမားဆိုလို့ရှိရင်ဒီနေရာမှာ1 cm လောက်ထည့်မယ်ပေါ့နော်အဲ့ဒါပြီးပြီဆိုရင်ပုံမှန်တကယ်လို့ဒီနေရာကနေလာဆွဲတဲ့၄စိတ်ထောက်ရှိပဲဟို CM သမားရေ 1.5 cm ပေါ့နော်အဲ့တော့ပြီးသားပြီဆိုပခုံးပြောက်ဖြစ်ပြီဟုတ်ပြီပခုံးပြောက်ဖြစ်ပေမဲ့လည်းတကယ်လို့ကဒီနေရာမှာသူကအခုံးဖြစ်တဲ့အတွက်ဒီနှစ်ခုရဲ့မြင်းနှစ်ခုရဲ့အတွင်းထဲကိုတကယ် 0.2 ထည့်မယ် CM သမားရေဆိုလို့ရှိရင် 0.5 cm ထည့်မယ်လက်မသမားတွေကကြတော့တကယ်လို့က0.2 ထည့်မယ်ဟုတ်ပြီနော်အဲ့ဒါပြီးသွားပြီဆိုရင်တကယ်လို့လိုချင်တဲ့မြင်းကဒီမှာအဲ့တော့ဒီလိုမျိုးဝိုင်းဝန်းလေးရပါပြီဆိုရင်ဒီအောက်ကိုကြတော့ဒီတောင်းနဲ့အညီလေးဒီမှာမှတ်ပေးမယ်မှတ်ပြီးသွားပြီဆိုရင်တကယ်လို့ကသူ့ကိုဒီကနေပြီးတော့ဒီလိုမျိုးမြင်းလေးဆက်မယ်ဒီကနေဒီလိုမြင်းလေးဆက်မယ်ဆက်ပြီးတော့အောက်တောင်းနဲ့တကယ်လို့တက်တက်ပဲယူပေးမယ်အောက်တောင်းနဲ့တကယ်လို့တက်တက်လေးယူလိုက်ဒါဆိုလို့ရှိရင်တကယ်လို့ရဲ့ဒီကအင်ဂျီပုံစံပေါ့နော်ဒီမှာဖြတ်ပြီးတော့ဒီအလုံးလေးကိုပဲသူကအမြတ်ထုတ်ပြီးတော့ပြန်ဆက်ထားရပေါ့နော်အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်တကယ်လို့ကဒါကတကယ်လို့ရဲ့ရှေ့ချမ်းပေါ့နော်နောက်ချမ်းမှာဆိုရင်တကယ်လို့ကနောက်ရင်မြင်းအတိုင်းပဲယူလိုက်မယ်ယူပြီးသွားပြီဆိုလို့ရှိရင်တကယ်လို့ကသူ့ကိုဒီမှာဒီတောက်ကိုဒီအောက်ထီယူမယ်၄စိတ်ဒီလိုမျိုးဆဲမယ်ဒီမှာလည်း၄စိတ်ကိုကျွန်တော်တောက်အောက်ထီယူပေးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တကယ်လို့ကသူ့ကိုပခုံးပြောက်ပေါ့နော်ပခုံးပြောက်ပတ်တန်လိုပဲသွားပေးရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရင်ကန်ပတ်တန်လိုသွားလို့မရဘူးလက်ပါတဲ့အတွက်အဲ့တော့ဒီတောက်ကိုဖြောက်မယ်ပြီးရင်တကယ်လို့ကနောက်ရင်ထီယူပေးမယ်အဲ့မှာတကယ်လို့ကဒီလိုမျိုးလက်အရှည်ဆွဲထားမယ်ဆွဲထားပြီးတော့ဆိုကိုယ့်ရဲ့ဂျိုင်းကနေပြီးတော့မှတိုင်းလိုက်မယ်ကိုယ့်ရဲ့ဒီနောက်ရင်ဆုံးတဲ့နေရာလေးကိုတကယ်လို့ကလက်နဲ့ဒီဂျိုင်းနဲ့ကိုဒီလိုမျိုးလေးလာဆက်ပြီးတော့မှနောက်ရင်ဆုံးတဲ့နေရာကိုမှတ်မယ်ဒါကနောက်ချမ်းဟုတ်ပြီရှေ့ချမ်းမှာလည်းအတူတူပဲရှေ့ချမ်းကိုလည်းတကယ်လို့ကဒီလိုမျိုးလေးလာပြီးတော့တိုင်းလိုက်မယ်သူဆုံးတဲ့နေရာမှာမြင်းလေးမှတ်လိုက်မယ်မြင်းလေးမှတ်ပြီးသွားပြီဆိုလို့ရှိရင်မလုပ်ပြရမလဲဆိုတော့ဒါကတကယ်လို့ရဲ့ရှေ့ချမ်းဟုတ်ပြီနော်ရှေ့ချမ်းနဲ့တိုင်းလိုက်လို့ရှေ့ချမ်းနောက်ချမ်းနဲ့တိုင်းလိုက်လို့နောက်ချမ်းအဲ့မှာဒီ point နှစ်ခုရှိရဲအဲ့ point နှစ်ခုကိုတကယ်လို့ဆက်ပေးရမယ်ပေါ့နော်ဒီလိုမျိုးလေးဆက်လိုက်မယ်တန်မစနဲ့နည်းနည်းလေးဝိုက်ပြီနော်အဲ့တော့ဒါဆိုလို့ရှိရင်ဒီအပေါ်ပိုင်းကမလိုတော့ဘူးပေါ့နော်ကျွန်တော်မယူမဲ့အပိုင်းအဲ့ဒါအောင်မှတိကျရင်ဒီလက်ကလေးနဲ့ဒီလိုမျိုးလေးလာဆက်ပြီးတော့မှသူ့ရဲ့အတွန်လေးတွေကိုပွားနေပြီးတော့မှကျွန်တော်ဒီအတွန်လေးတွေကိုကိုကြိုက်တဲ့လောက်ပေါ့နော်ဟိုနှစ်လမ်းမှာပြဆိုလဲနှစ်လမ်းမှာပြကိုထည့်ပေးလို့ရတယ်အတွန်ဂျိုင်းကိုဆက်ပြီးမှသူကတစ်ဆက်တည်းထည့်ထားပါပေါ့နော်ပတ်လေးထည့်ထားဖြစ်ပါတယ်နောက်ချမ်းကိုလည်းအတွန်လေးတွေကိုကိုကြိုက်တဲ့လောက်ဟိုထောင်ချင်တဲ့လောက်လေးပေါ့နော်နှစ်လမ်းမှာဆိုလဲနှစ်လမ်းမှာ CM နဲ့ဆိုလို့ရှိရင်လဲ 6cm ဆို 6cm ကိုကြိုက်တဲ့လောက်လေးယူပြီးတော့မှအတွန်လေးတွေကိုပွားနေပြီးတော့ထည့်ပြီးတော့မှဆက်ထားဖြစ်ပါတယ်ညရမယ့်အပိုင်းကကြတော့ကျွန်တော်တို့ဒီကနေပြီးတော့စညက်မယ်ညက်ပြီးဒီအဝိုက်လိုက်ကိုယူမယ်ဒီဘက်ကတစ်ချမ်းကိုကြတော့သူကအုံဘက်ထဲမှာထည့်ပြီးတော့မှပြန်ဆက်ထားရပါတော့เนาะအဲ့လိုမျိုးလေးဖြစ်ပါရဲ့ရှင်